ယဉ်ကျေးမှုနဲ့ပညာရေးစစ်တမ်းမြင့်မားတဲ့ပြင်သစ်လိုနိုင်ငံမျိုးမှာပညာတော်သင်စုအပြည့်အဝနဲ့ကျောင်းတက်ဖို့စိတ်ကူးရမှုပါသလားငွေကြေးတွေစိတ်ပူစရာမလိုပဲပြင်သစ်ပါရီမြို့ကလမ်းမတွေပေါ်မှာလမ်းလျှောက်မယ်ကော်ဖီဆိုင်လှလှလေးတွေမှာထိုင်မယ်ကပအကောင်းဆုံးတက္ကသိုလ်ကြီးတွေမှာပညာသင်မယ်လို့ပေါ့အိမ်မက်မက်ပူကြလာရင်အင်ဒရာကတော့အင်ဒရာရဲ့အိမ်မက်တွေအမှန်တကယ်ဖြစ်လာပြီလို့ဒီအိမ်မက်တွေကိုဘလို့အကောင့်ထဲပေါ်ခဲ့လဲဆိုတာကိုပြောပြပေးချင်ပါတယ်ကူကူတူလီမိုအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အင်ဒရာပါအင်ဒရာကပြင်သစ်နိုင်ငံဘော်ဒိုတက္ကသိုလ်မှာစီးပွားရေးဆိုင်ရာမဟာဘွဲ့တက်မဲ့ကျောင်းသူတစ်ယောက်ပါအင်ဒရာလိုပဲပြင်သစ်အစိုးရပညာသင်ဆုနဲ့ကျောင်းသွားတက်ချင်သူတွေအတွက်အတွေ့အကြုံတွေကိုဒီနေရာကနေပြီးတော့မျှဝေပေးသွားကြပါတယ်အခုတော့အင်ဒရာနဲ့အတူပြင်သစ်နိုင်ငံဘော်ဒိုကိုလိုက်ခဲ့ပြီးရင်ဘာလို့ပြင်သစ်နိုင်ငံကိုသွားတာလဲဆိုတာကိုလည်းလိုက်နားထောင်ပေးကြအောင်နော်အိမ်ကနေစားထွက်ပြီးတော့လေးစိတ်မစင်းခင်မိသားစုနဲ့နေ့လည်စာဝင်စားပါတယ်။ကဲလေးစိတ်လည်းရောက်ပါပြီ။ကျောင်းသွားတက်မှာဖြစ်တဲ့အတွက်ဒီ luggage တွေ immigration တွေအားလုံးကတော့အဆင်ပြေပါပဲ။ကမ္ဘာနိုင်ငံအသီးသီးကကျောင်းကောင်းတွေပညာသင်ဆုတွေပေးကြပေမဲ့အင်ဒရာကတော့ဒီပြင်သစ်ကိုသွားဖို့ပဲစိတ်ကူးရင်ခဲ့တယ်။ဘာလို့လဲဆိုတော့အင်ဒရာကယဉ်ကျေးမှုအမှုပညာနဲ့ဒီ fashion တွေကိုသိညံ့လို့ပေါ့။ပြင်သစ်ကသူတို့ယဉ်ကျေးမှုနဲ့ fashion မှာကိုရိုးရာကိုဟန်ပန်တွေကိုသူတို့ထိမ့်သိမ်းပြီးတော့ကမ္ဘာအနှံ့ကလူသန်းပေါင်းများစွာကိုစိတ်ချနှံမှုရစေတယ်။ဒီပြင်သစ်ရဲ့ထင်ရှားနေရာတွေဖြစ်တဲ့ Eiffel Tower, Louvre ပြတိုက်ကစပြီးတော့ပေါ့နော်ဒီ brand luxury brand ကြီးတွေဖြစ်တဲ့ Louis Vuitton, Chanel, Dior အမှတ်တစိတ်တွေရဲ့ဒီမူလဗုဒ္ဓဆီကိုသွားပြီးတော့ခန်းစားခြင်းလို့ပါအပျော်သက်သက်ရတော့မဟုတ်ဘူးပညာသင်ကြားဖို့ပေါ့နော်ဒီကဲတော့အင်ဒရာတို့မြန်မာနိုင်ငံမှာဆိုလဲကိုပိုင်ယဉ်ကျေးမှုအမှုပညာနဲ့ fashion တွေအများကြီးရှိပါတယ်။ဥပမာချိတ်စင်တွေရုံးတယ်ပစ္စည်းတွေတွင်းထွက်ကြောင်းမြင်နာပစ္စည်းတွေပေါ့နော်။ဒါတွေကကဘာကအာယုံစိုက်လာတဲ့ fashion တစ်ခုဖြစ်လာအောင်လုပ်ဖို့ဆိုတာအင်ဒရာတို့လိုမျိုးလူငယ်တွေအင်ဒရာတို့လိုမျိုးဒီခေတ်နဲ့အညီပေါ့နော်ဒီခေတ်ရဲ့ရည်စည်းကြောင်းကိုသိတဲ့တူတော်များများရဲ့ဒီစီးပွားရေးပညာကိုစိတ်ဝင်စားတဲ့တော်များများရဲ့ဒီကအကောင့်ထဲပေါ်ဖို့ဆိုတာအင်ဒရာတို့လိုအပ်တယ်အဲ့တော့အင်ဒရာကလည်းအမြဲတမ်းဒီလိုမျိုး fashion ကဘာအာယုံစိုက်လာတဲ့ fashion တစ်ခုဖြစ်လာအောင်လုပ်ဖို့အမြဲစိတ်ကူးရင်ခဲ့ပါတယ်ပြီးတော့ဒီအခုချိန်နေကြတဲ့သူတွေထဲမှာအင်ဒရာမြန်မာအကကိုမြက်မြက်နုံနုံကတာတချို့တွေ့ပူကြလိမ့်မယ်မြန်မာကကိုဒီကဘာကြီးရဲ့ဒီအမှုပညာဖိုးချက်လို့ဆိုနိုင်တဲ့ပြင်သစ်မှာလည်းအင်္ဂါမဖြစ်မနေကသွားမယ်ပေါ့နော်မိတ်ဆက်လည်းမိတ်ဆက်ပေးသွားမယ်လို့အင်္ဂါကဒီဇူးစိတ်ကူးထားပါတယ်ပြီးတော့ဒီအခြားမြန်မာအမှုပညာတွေစားတောက်တွေနဲ့ဂလိထုံနှန်းတွေကိုလည်းအလင်းတင်လို့မိတ်ဆက်ပေးသွားအောင်ပါပေါ့နော်အင်္ဂါအခုသင်ယူမဲ့အဓိကဘာသာရပ်ကတော့ဒီ International Business Management ပေါ့နော်ဒီစီးပွားရေးပြည်ပဆိုင်ရာနဲ့ပတ်သက်တဲ့ဒီနိုင်ငံတကာနိုင်ငံတကာကဒီစီးပွားရေးလုပ်ငန်းတွေကိုဘယ်လို manage လုပ်ကြတာလဲပေါ့နော်ပြီးရင်ဒီတနိုင်ငံနဲ့တနိုင်ငံကုန်သွယ်စီးဆင်းမှုကိုဘယ်လိုမျိုးလုပ်ကြလဲပြီးတော့အင်ဒရာကုနေတဲ့ဘော်ဒိုဆိုလို့ရှိရင်သူတို့ရဲ့ wine business ကအရန်ကိုကဘာမှာနာမည်ကြီးပါတယ်wine ချစ်သူတွေဆိုရင်တော့သိလိမ့်မယ်ဘော်ဒို wine ကတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့သူတို့ဒီ wine ကိုသူတို့ဘယ်လိုမျိုးကဘာမှာဒီဈေးကွက်စီးပွားရေးအနေနဲ့ထိုးပေါက်ကြလဲနောက်သူတို့ဒီမှာလည်းဘယ်လိုမျိုးကောင်းလို့ဆိုတာအစင်တမြင့်ထုတ်ကြလဲပေါ့နော်ဒီပညာရပ်တွေကိုအင်ဒရာကလေ့လာမှာဖြစ်တဲ့အခါကျတော့အင်ဒရာအနေနဲ့ဒီရှီတာရှာနဲ့ဒီအနောက်နိုင်ငံတွေရဲ့ကုန်သွယ်စီးဆင်းမှုတွေနောက်ဒီလက်မှုပညာဖန်တီးမှုဒီဈေးကွက်တွေအကြောင်းကိုပို့ပြီးတော့အာယုံစိုက်လေ့လာသွားနိုင်ပြီးတော့ခုနကအင်ဒရာရှိမှပြောခဲ့တဲ့ဒီချိတ်တွေမြန်မာလက်မှုပစ္စည်းတွေကိုပြင်သစ်နိုင်ငံမှာပါရီမြို့ပေါ်မှာဒီမြင်တွေ့ခြင်းနဲ့ဒီစိတ်ကူးရင်အိမ်မက်လေးကိုကောင်းတယ်ပို့ဖို့လည်းအများစွာအထောက်အကူပြုသွားစေမှာပါဆိုတော့ပြင်သစ်နိုင်ငံမှာပညာတော်သင်ဆုနဲ့ပညာသင်ကြားခြင်းတဲ့သူတွေ
ပြင်သစ်နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုနဲ့လူနေမှုပုံစံကောင်းတို့ရရအဖျားဖျားတို့ကိုသိကျင်တဲ့သူတွေစိတ်ဝင်စားတဲ့သူတွေဆိုရင်တော့ဒီမတ်အင်ဒရာ channel ကို subscribe လုပ်ထားပြီးတော့နောက်ဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုစောင့်စားပေးကြပါအောင်ရှင်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်အားပလူ